အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခွဲစိတ်ပညာရဲ့တမိုင်းကိုလေ့လာခြင်းအပိုင်း16ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့အပိုင်း73နဲ့14တို့မှာဒီခွဲစိတ်ပညာကိုတစ်ခေတ်ဆန်းစီခဲ့တဲ့လာချင်မှုတွေကိုပယ်တက်ပြီးတော့ကောင်းမွန်စွာခွဲစိတ်အောင်လို့ကူညီပေးနိုင်ခဲ့တဲ့မေဆေးပညာပေါ်ပေါက်လာခြင်းကိုဆွေးနွေးခဲ့ကြပါတယ်1846မှာဒီအီတာနဲ့1849မှာကလိုရိုဖောင်းတို့ဟာခွဲစိတ်ခန်းတွေကိုရောက်လာတဲ့အချိန်မှာတော့ခွဲစိတ်ကုသမှုဟာလုံးဝအသွင်ပြောင်းသွားခဲ့ပါပြီ။အဲ့တော့ခွဲစိတ်ကုသမှုထိုးတက်ဖို့အတွက်ရှေးပဝေသနီတွေကအကြီးမားဆုံးအတားအဆီးဖြစ်တဲ့နာကျင်မှုဟာပျောက်ကွယ်သွားခဲ့ပါပြီ။အဲ့တော့ပထမဆုံးအချိန်ဖြစ်ဆရာဝန်တွေဟာစိတ်အေးလက်အေးနဲ့ချိန်ယူပြီးတော့ခန္ဓာကိုယ်ရဲ့ပို့ပြီးတော့နှရှိုင်းတဲ့နေရာတွေအထိမကြောက်မရွံ့ခွဲစိတ်နိုင်ခဲ့ကြတာပါလေ။ဒါပေမဲ့ဒီလိုလွတ်လပ်ခွင့်တွေရရှိလာခြင်းရဲ့နောက်ကွယ်မှာနောက်ဆက်တွဲဆိုးကျိုးတွေဟာကြောက်မဖွယ်ကောင်းလာအောင်ပဲပါလာခဲ့ပါတယ်အဲ့ဒီနောက်ဆက်တွဲဆိုးကျိုးတွေထဲမှာနံပါတ်1အနေနဲ့ကတော့ခွဲစိတ်မှုအရှိအတွက်တွေတိုးတက်လာခြင်းပါအဲ့တော့မေဆေးပညာမှာပေါ်ခင်ကခွဲစိတ်မှုတွေဟာတကယ်ကိုရက်ဆက်ကြမ်းကြုတ်ပြီးတော့အော်တန်လေးနဲ့ပြည့်ပြီးတော့ရှာပါပါလှုပ်ဆောင်ခဲ့ကြတာပေါ့နော်ခွဲစိတ်မှုတစ်ခုကိုအပြီးတက်ဖို့ဒီစက္ကန့်ပိုင်းအတွင်းအမြင့်ဆုံးလောက်ရတာတွေကြောင့်ဒီခွဲကန်းတွေကအော်တန်လေးနဲ့ပြည့်နေပြီးရှုပ်ထွေးခဲ့တာပဲအဲ့တော့ခွဲစိတ်ခန်းတွေကမေဆေးရဲ့အကူအညီနဲ့လူနာတွေနဲ့ပြည့်နေလာခဲ့ပါတယ်ဒီတင်ကြားရေးစေယုံတွေဟာဝယ်ကြည့်စင်တွေလိုပဲလူတွေအုံကြွပြီးတော့စောင့်ကြည့်တဲ့နေရာတွေဖြစ်လာခဲ့ပါတယ်လန်ဒန်၊ အီဒင်ဘာရာ၊ ဘော့စတွန်နဲ့ပဲရစ်စတဲ့မြို့ကြီးတွေမှာခွဲစိတ်မှုတွေဟာ10နှစ်အတွင်း9ဆကနေပြီးတော့10ဆအထိတဟုန်တိုးတက်လာခဲ့တာပေါ့ဗျာဒါပေမဲ့ခွဲစိတ်ပညာမှာနာကျင်မှုကိုအောင်နိုင်ခဲ့ပြီမဲ့သိဆုံးမှုကိုတော့အဲ့ဒီအချိန်ကမအောင်နိုင်ခဲ့ပါဘူးခွဲစိတ်ဆရာဝန်တွေကခန္ဓာကိုယ်ကနေပြီးတော့ဘယ်နေရာမှဆိုခွဲနိုင်ခဲ့ပါပြီဒါပေမဲ့သူတို့ဟာပိုးတက်မထားတဲ့သွေးစွန်းနေတဲ့အင်ကြီးကိုဝန်ယူစွာဝတ်ဆင်ထားဆဲဖြစ်ပါတယ်အဲ့ဒီကာလာက experience ရှိတဲ့အတွေ့အကြုံရှိတဲ့ခွဲစိတ်ဆရာဝန်ညီတယောက်ဟာဟိုဘကဘာတွေကိုကြည့်ပြီးဆုံးဖြတ်လဲဆိုတော့သူတို့အင်ကြီးမှာပေးနေတဲ့သွေးတွေနဲ့သူတို့ apron ပေါ့နော် apron မှာပေးနေတဲ့သွေးတွေကြည့်ပြီးတော့ဟာဒီဆရာဝန်ကြီးဟာတကယ်ကို experience ရှိမဲ့ဆရာဝန်ကြီးဆိုပြီးတော့များယူဆကြသလိုသူတို့ကိုယ်တိုင်ကလည်းဂုဏ်ယူစွာဝတ်ဆင်ခဲ့ကြပါတယ်အဲ့တော့သူတို့မှာအခုလက်ရှိမှာသုံးနေတဲ့တစ်ခါသုံး rubber လက်အိတ်တွေမပေါ်သေးတဲ့အတွက်ကိုစီဆရာဝန်ကြီးတွေဟာမစီးကြောထားတဲ့ကိရိယာတွေနဲ့လက်ပလာကြီးခွဲစိတ်ရပါတယ်နောက်တစ်ခုကတော့လူနာတယောက်စီကနေတယောက်စီကိုပြည်တွေပေနေတဲ့ပတ်တီးတွေကိုပြန်သုံးပြီးတော့အလုပ်လုပ်နေကြတာပါဒီလိုနဲ့ပဲဆေးရုံတွေကဒီတေမင်းကရင်ဝါတွေတေမင်းထောင်ချောက်တွေဖြစ်လာတာပေါ့နော်ဆေးရုံကနေဖြစ်လာတဲ့အနာပုတ်တာတွေရေပြားမှာပိုးဝင်တာတွေ septicemia ဆိုခေါ်တဲ့သွေးစိတ်တက်တာတွေဟာဆေးရုံအဆောင်တိုင်းမှာတော်မီတစ်ခုလိုပြန့်နေနေရတာပေါ့ဗျာအကြီးစားခွဲစိတ်မှုတွေပြုလုပ်ပြီးနောက်ပိုင်းမှာဒီဆုံးမှုနှုံးတွေဟာတချို့ဆေးရုံအဆောင်တွေမှာ40%ကနေ60%ထိမြင့်တက်လာတယ်အဲ့တော့ခြေထောက်တစ်ထောက်ဖြတ်ထောက်ထားတဲ့လူနာတွေဟာခွဲစိတ်မှုကြောင့်မဟုတ်ဘဲနဲ့ခွဲပြီးတော့ရက်တပတ်အနေငယ်မှာပဲပိုးဝင်ပြီးတည်ဆုံးနေရတာများပါကလိုရိုဖောင်းကိုမိတ်ဆက်ခဲ့တဲ့စာဂျေးမီယန်ဆင်ဆန်ကဒီကိစ္စကိုနောင်တတရားနဲ့ကြည်ကွဲစွာမှတ်ချက်ပေးခဲ့တာလည်းရှိပါတယ်သူပြောခဲ့တာကတော့မေဆေးပညာကခွဲစိတ်မှုကိုနာကျင်မှုကင်းမဲ့စေခဲ့ပါတယ်ဒါပေမဲ့ဒါဟာကျွန်တော်တို့ရဲ့ဆေးရုံဝတ်တွေကိုလူတွေနဲ့ပြည့်နေသွားစေခဲ့ပါတယ်ဆိုပြီးတော့ပြောခဲ့တာပါအဲ့တော့တစ်ချိန်ကအနာကျက်ချင်းမှာကောင်းမွန်တဲ့လက္ခဏာလို့ယူဆကြတယ်ကောင်းတဲ့ပြီးပေါ့နော် laudable pass လို့ခေါ်တယ်ဝေါ်ဟာတာအခုပါလာမှာသွေးစိတ်တက်ချင်းကိုပြသနေတဲ့လက္ခဏာဖြစ်လာနေပါပြီနောက်တစ်ခုကပြီးထွက်လာရင်ကောင်းတယ်ဆိုပြီးတော့ယူဆခဲ့ရတဲ့အတွေးခေါ်ဟာအဲ့ဒီပြီးကနေပြီးတော့ပိုးတွေပေါက်ဖွားနေပြီးခန္ဓာကိုယ်ကိုတတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနောက်မှပဲနားလည်ခဲ့ကြပါအဲ့တော့မေဆေးကခန္ဓာကိုယ်အတွင်းပိုင်းကိုစူးစမ်းဖို့ခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ခွဲစိတ်မှုတိုင်းကပိုးဝင်ဖို့ဖိတ်ခေါ်နေခြင်းပဲဖြစ်ခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့ဆရာဝန်တွေပို့ပြီးတော့လူနာတွေမမျှခွဲလေလူနာတွေပိုးသေးလေဖြစ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီကာလကိုပြောရရင်1846နဲ့1865အတွင်းကာလတစ်ခုခွဲစိတ်ပိုးဝင်ခြင်းရဲ့တကယ်မောင်မိုက်တဲ့ခေတ်ဆိုပြီးတော့ခေါ်ခဲ့ကြတာပေါ့နော်အဲ့တော့အဖြစ်များတဲ့ပြဿနာတွေကတော့အယိုးကျိုးဒဏ်ရာတွေကနေပြီးတော့ကြောက်လက်ထောက်တွေဖြစ်တော့ရတဲ့အထိ gangrene တွေဖြစ်တယ်အဲ့တော့ one bite တွေကိုခွဲတယ်ဆိုရင် peritonitis လို့ခေါ်တယ် one bite အမိမရောင်ရမ်းကြီးကနေတည်ကြတယ်ခြေထောက်လက်ထောက်ဖြစ်တော့မှုတွေကနေပြီးတော့သွေးစိတ်တက်တာတွေ septicemia ကြောင့်ဒီဆုံးကုန်တယ်
ဒီ cesarean section လို့ခေါ်တဲ့ကလေးကိုခွဲစိတ်မိပွားပြီးနောက်ပိုင်းမှာ puerperal fever လို့ခေါ်တဲ့အဖျားဝင်ပြီးတော့မိခင်တွေတည်ဆုံးကြတယ်အဲ့တော့အဲ့ဒီကိစ္စတွေကိုဖြေရှင်းဖို့ဆရာဝန်တွေမှာလည်း theory တွေများစွာလက်ကင်ထားခဲ့ကြတာရှိပါတယ်အဲ့တော့ဆရာဝန်အများစုကတော့ပိုးဝင်တာကိုဒီဆေးရုံဆောင်ထဲမှာပြန့်နှံ့နေတဲ့ miasma လို့ခေါ်တဲ့လေပုတ်ကြောင့်ဆိုပြီးတော့ယုံကြည်ခဲ့ကြပြီးတော့ပြောရရင်တော့ဗျာဒီလေမကောင်းတဲ့လေကြောင့်ဒီယောဂါတွေဖြစ်တယ်ဆိုပြီးတော့အပြစ်တင်ခဲ့ကြတာပေါ့ဗျာအဲ့ဒါကြောင့်ဆရာဝန်တွေကဒီဆေးရုံပရင်းပေါက်တွေကိုလေဝင်လေတဲ့ကောင်းကြဲကြဲဖွင့်တာလေစီးစမှုအားပေးတာတွေစတဲ့နည်းတွေနဲ့ယောဂါတွေတိုက်ဖြတ်ဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သူတို့မသိခဲ့တာအဲ့ဒီနီးလန်းတွေဟာလေထဲကမမြင်နိုင်တဲ့ပိုးမွားတွေကိုဆေးရုံအဆောင်အနှံ့လိုက်ကိုပြန့်နှံ့စေခဲ့ပြီးတော့ယောဂပူးစက်မှုကိုပိုဆိုးစေခဲ့ပါတယ်။ miasma theory အကြောင်းကိုကျွန်တော်တို့အနေငယ်ပြန်ပြီးတော့လေ့လာကြည့်အောင်ဗျာ။အဲ့တော့ miasma theory ရဲ့သမိုင်းစာကတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ထဲကရှိခဲ့တာပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ရှူနေတဲ့လေဟာပဲကျွန်တော်တို့ကိုယောဂပိုးတွေကူးဆက်စေနိုင်တယ်ဆိုတဲ့အယူဆကိုရာစုနှစ်ပေါင်းများစွာကတည်းကသိဆောင်လာခဲ့ကြတာအဲ့တော့ကယောဂါတွေဖျားယောဂါတိုင်းဟာဒီ miasma လို့ခေါ်တဲ့လေပုတ်ကနေလာတယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြပါတယ်အဲ့တော့ miasma ဆိုတာကတော့ခရီးစကလုံးဖြစ်ပြီးတော့ညဉ့်ညမ်းခြင်းဒါမှမဟုတ်ပုတ်တိုးခြင်းဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ခရစ်တော်မပေါ်ခင်900စုလောက်အထိခဏပြန်သွားကြည့်အောင်Greek နိုင်ငံ Costume စုမှာရှိတဲ့ဒီစေပညာဖခင်ကြီး Hippocrates ကသူရေးခဲ့တဲ့လေရေနေရာများဆိုင်ရာကျမ်းမှာလူတွေကျမ်းမာရေးဟာဘဝညင်ဟန်ချက်ဒီတိုက်တဲ့အရက်ရေရဲ့အရေးအသွေးနေထွက်ချိန်နေဝင်ချိန်တွေပေါ်မှာမူတည်တယ်ဆိုပြီးတော့အခိုင်အမာပြောဆိုခဲ့ပါတယ်။ယောဂါဆိုတာနတ်ဖျားနေရနေပြီးတော့အပြစ်ပေးတာမဟုတ်ဘဲနဲ့လူသားနဲ့တဘာဝကြားတဲ့ဟန်ချက်ပြောင်းရင်းမှုလို့ခေါ်တဲ့ balance အောက်သွားတာဖြစ်တယ်ဆိုပြီးတော့သူကယူဆနေတာပေါ့နော်။အဲ့ဒီခင်မှာတော့အဲ့ဒီအတွေးခေါ်တကယ်ကိုတော်လန်ရင်အတွေးခေါ်ပါပဲ။ Hippocrates ရဲ့ဆိုရဆရာဝန်တွေဟာရာသီဥတုရွှွညွန်နေမိုးရေချိန်တွေကိုနားလည်ရမယ်။ဘာလို့လဲဆိုတော့ဒီຢာတွေကခန္ဓာကိုယ်ရဲ့ humors လို့ခေါ်တဲ့တက်ကြီး၄ပါးကိုပုံဖော်လို့ပဲဆိုပြီးတော့သင်ကြားပေးခဲ့ပါတယ်။အဲ့တော့အဲ့ဒီခေတ်ကဖျားနာခဲ့ခင်ဗျာလေရှူတာမှားလို့ဆိုပြီးတော့ခင်ဗျားကိုပြောကြမှာပေါ့ဗျာ။အဲ့တော့ဥရောပမှာဆိုရင်တချို့ဆိုရင်ဒီကက်ယောဂအခိုးငွေရနေကာကွယ်ဖို့ဗရင်ပေါက်ပိတ်ပြီးအိတ်တာမျိုးတွေတော့မှယုံခဲ့ကြတာပါ။အဲ့ဒီနောက်ပိုင်းမှာတော့ဒီကြောက်မက်ဖွယ်ရာကက်ယောဂခေတ်တွေရောက်လာခဲ့ပါတယ်1349မှာဖြစ်ခဲ့တဲ့ Black Death လို့ခေါ်တဲ့ဒီပလိယောဂါဟာဥရောပမှာရှိတဲ့လူဦးရေတစ်ဝက်ကျော်တပ်ပစ်ခဲ့ပါတယ်သူတို့မြင်ခဲ့ရတာတော့တကယ်ပုတ်ဆွေးနေတဲ့အလောင်းတွေနဲ့ဒီတည်ဆုံမှုရဲ့အနံ့ဆိုးတွေပါပဲအဲဒါကြောင့်မို့လေကိုသူတို့အပြစ်တင်ခဲ့ကြတော့ဗျာဒီလိုပုတ်ပြီးတော့နန်းစော်နေတဲ့လေတွေကြောင့်သူတို့ဒီယောဂါတွေဖြစ်ခဲ့တယ်ဆိုပြီးတော့အပြစ်တင်ခဲ့ကြတာအဲ့ဒီကာလဆရာဝန်တွေဟာဒီအပင်ကြောက်တွေနဲ့ရှာလကာကြီးစိန်ထားတဲ့အဝတ်တွေထည့်ထားတဲ့ငှက်နှုတ်သီးလိုမျိုး mask အရှည်ကြီးတွေကိုဝတ်ဆင်ခဲ့ကြတာပေါ့ဗျာအဲဘာလို့လဲဆိုတော့လေတွေကနေယောဂပိုးတွေပါလာမယ်လို့ယူဆလို့မဟုတ်ပါဘူးအဲ့ဒီရှာလကာကြီးတွေဟာလေလူထဲမှာပါတယ်တည်စေနိုင်တဲ့ miasma ကိုစစ်ထုတ်ပေးနိုင်မယ်ဆိုပြီးတော့ယုံကြည်လို့ပါအဲ့တော့မျိုးတွေထဲမှာအမွှေးနဲ့သားတွေတစ်သားတွေကိုအများကြီးမီးရှို့ဖို့အမိန်ပေးခဲ့ကြတာလေဒီအနံ့ဆိုးကိုတိုက်ဖြတ်ဖို့ပါပဲအဲ့ဒီချိန်မှာဒီယုံကြည်ချက်တွေကိုလောင်ပြောင်ဖို့မလွယ်ပေမဲ့ဒီ microscope လို့မပေါ်သေးတဲ့ကာလမှာဒီ miasma theory ကလုံးဝအံဝင်ဝင်ကြဖြစ်ခဲ့ပါတယ်။အမိုက်တွေအနံ့ဆိုးတွေအများဆုံးရှိတဲ့နေရာတွေမှာယောဂါတွေတကယ်ကိုပြန့်နှံ့ခဲ့ပြီးတော့ဒီမိန်လာကန်ဒီနားမှာနေထိုင်တဲ့သူတွေဟာပို့ပြီးတော့တည်ဆုံးနိုင်ကြီးရှိခဲ့တာမှန်ပါပဲ။အဲ့တော့ပြောရရင်တော့သူတို့သုံးသပ်ခဲ့တဲ့အကြောင်းရင်းကမှားခဲ့ပေမဲ့ဒီအနံ့အနေနဲ့ဖျားနာမှုတွေကြားရဆက်ဆက်မှုတွေကတော့မှန်တယ်လို့ဖြစ်နေကြတာပေါ့ဗျာ။နောက် episode မှာဒီ miasma theory ကနေပြီးတော့အခုလက်တွေ့မှာလက်ခံကျင့်သုံးနေတဲ့ James theory ကိုဘယ်လိုပြောင်းလဲခဲ့တယ်လဲဘယ်လိုပုံကိုယ်တွေကဥဆောင်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးလေ့လာသွားကြပါမယ်ဒီ episode ကိုတော့ဒီလောက်နဲ့ပဲရန်နာပြီးတော့နောက်လာမယ့် episode တွေကိုစောင့်မျှော်ကြည့်ရှုနားဆင်အားပေးကြပါအောင်လို့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်